ရှင်မဟုတ်လေကိုကြီးကသွေးလေးဖက်နာရှိတယ်အရဆိုဥဝေမောင်းဖို့မပြောနဲ့အေးမှာပဲအိတ်နေရတာအခုဆိုရင်လေဟောဒီကဂုံကြီးဆေးကြောင့်လေတောင်းပြီးဖြစ်သွားပြီအဝင်းလဲတောက်ကြည့်လေ ဂုံကြီး ဟုတ်တယ် तू ကလေပိုးလေးဖက်နာသွေးလေးဖက်နာရေပြားလေးဖက်နာယူရစ်အက်ဆစ်ပို့လို့ဖြစ်တဲ့ကောက်ယောဂကြီးပေါင်းယောဂနဲ့အဆင့်မြင့်ရောင်ရမ်းကတ်ခဲတာတွေကိုတက်တာစီတယ်ဝင်းရဲ့ ဟုတ်ဒါနဲ့လေဒါကိုဘယ်လိုတောင်းရမှာလဲ ။အော်ဒီတောက်စီးရာကြော်လေလက်ဖက်ရည်စွန်း၅စွန်းတနေ့ကို3ချမ်းနဲ့4ချိန်ထိတောက်လို့ရတယ်။ဟောဒီတောက်စီးပြားကြော်မနဲ့နဲ့ပြိုင်ညနဲ့ပြားဆိုရပြီ။ဒါမှမဟုတ်တမားတော်ကြီးနဲ့ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့အမတ်ဆမ်းမြင်ဆွေမြင်ဆောင်နဲ့တာကွန်လန်နဲ့တာကွန်ရက်ကွအင်းစိန်ရန်ကုန်မြို့မှာလေစေကန်းကြီးလေးဖွင့်ထားတယ်ဝင်းရဲ့ တွေ့ရတာနောက်ကြားလိုက်တာ ။ကိုကြီးနဲ့ပြောရလားယင် ဟုတ်ဖို့စိတ်နဲ့ပြောတာ ။အော်ဆင်းနေပြောရလား။ဒါနဲ့လေအဝင်းကိုကြီးပြောစရာရှိရဲ့ဝင်း အော်ပြောလေ အဝင်းမလေကြီးစားရှိလားယင် အိုးမရှိပါဘူး မရှိဘူးတဲ့လား ရှိ တကယ်အဆူကိုကြီးပြောလိုက်တော့မယ်နော် အဝင်းရေဒီမှာနင့်ကလေးအရန်ကိုနေတယ်နှုတ်တိုက်လိုက်ပါအောင် အော်အေးပေးမလေးကလေးလည်းနှုတ်စာနေရောပါအမေနေမကောင်းတော့ပါသမီးရဲ့ နေဦးဒီကလေးက ဒါအဝတ်သမီးလေးလေ အဝင်းရဲ့သမီးဟဲ့အဝင်းမပြောတော့ရီးစားမရှိဘူးဆို အော်သူ့ဖေကျမကမဟုတ်တော့ကြီးရှိမှာကျမရီးစားဘယ်လိုထားလို့ရမှာလဲအဲ့ဒါကြောင့်ရီးစားမရှိဘူးလို့ပြောတာပေါ့ရှင်မေးတဲ့မိကွာလေဟုတ်မနေဘူးကဲသမီးလေးစို့ အေး